စောက်ကြီးစောက်ကျဲပြောထားတာပေါ့နော်စောက်ကြီးစောက်ကျဲပြောအဲ့တော့အဲ့မင်းငါပြောချင်တာမင်းနိုင်ငံခြားမှာဂျုံခံပြီးနေတိလားဘာမှမြန်မာနိုင်ငံတော့ပြောအောင်တယ်မင်း like subscribe follower ရချင်တိုင်းမင်းတို့ကောင်ခွေးတို့ဘောက်ဝင်လာတာကွာမင်းတို့ကောင်ခွေးတို့ဘောက်ဝင်လာတယ်နော်နိုင်ငံခြားမှာအေးသေးမနေဘူးဒီဟာ like subscribe follower တန်တက်တယ်တိုးတယ်စောက်ဆောင်ဝင်တယ်လက်တီပါလက်တော့ကြောင့်တော့အမေသားမေးပြီးစောက်ကြီးစောက်ကျဲပြောပြီးတော့နော်ကိုစောက်လို့ကိုလို့အမနော် safety glass ကြီးတက်ပြီးတော့နော်ကိုစောက်လို့ကိုလို့တောင်းစားကျတော့မင်းတို့ဘာမှလည်းမင်းတို့နဲ့ဆိုင်တော့မဟုတ်ဒီနိုင်ငံကမင်းတို့နဲ့မဆိုင်တော့မင်းတို့စောက်ကြောင်းနေလည်းမဟုတ်တော့တိလားမင်းတို့ကမင်းတို့ကမှစောက်ကြုံခံပြီးတော့နေကြုံခံပြီးတော့နေကြုံခံပြီးနေပြီးတော့ပဲအေးစေးတရာနေနော်မင်းတို့နဲ့ဘာမှမဆိုင်ဒီနိုင်ငံနော်အကြောင်းဒီမှာတစ်ချက်နော်စီသူမျိုးမင်းတက်ဆိုတဲ့ကောင်နော်အဲ့ကောင်ပြောထားတဲ့ကောင်တစ်ချက်နားထောင်ကြည့်ကလေးတွေရဲ့စာတင်ကြောင်းဘုံကျဲသွားတယ်ပတ်သက်ပြောစရာစကားရှိရှိဝင်ရှိစေဦးစီးချုပ်ဘိုးချုပ်ထုံးမြတ်နိုင်ပြောသလိုပဲဒီကောင်လေးကိုအရှင်ဖမ်းပြီးဒီ ICC မှာပို့နေမှာမဟုတ်ပြည်သူလူထုရဲ့မျက်စိရှိတရားစီသိကောင်းတဲ့စကားတိုင်းအဲစကားကိုမင်းတို့ဆွဲမြင်မှာအဲ့ဒါမှန်တရားတော့ဘာ ICC မှာပို့နေတဲ့ပြည်သူလူထုရဲ့ရှေ့မှာတရားစီပြလိုက်စမ်းပါဒီကောင်လေးလုံးဝရှက်တတ်သွားပါလိမ့်မယ်โอเคဒါကတိုင်းနောက်ပြီးတော့ပြတ်ဆုံးနောက်ပြီးတော့မှစုံနေရောမင်းတတိချင်းလာတိုက်လိုက်ပါလားမင်းဝင်တိုက်ပါလားဟာလုံးမလားဟုတ်လိုင်းပေါ်ကနေအာရှောင်ပြီးတော့ဘာစောက်စင်းမှမရှိတဲ့ကောင်ခွေးတို့ဘောဝင်လာပြီးဘာယုံကြည်ရတဲ့ချက်ရှိတော့မင်းမစပ်ပါဟာလုံးမလားလက်သုံးချောင်းတောင်ပြီးတော့စောက်ကြီးစောက်ကျဲလောက်တာမင်းဟာငါကုန်လိုက်ကြည့်ပြီးမင်းဘာစောက်စင်းရှိတော့မင်းနိုင်ငံရေးနဲ့ပတ်သက်ပြီးဘာလုပ်လို့ခွေးတို့ဘောဝင်လာပြီးတော့ငါလုံးမလားဟမ်ဒါလည်းအာမလေးအပေးနေတာခွေးတို့ဘောဝင်လာတဲ့ကောင်ဘာစောက်စင်းကြည့်လို့နော်နိုင်ငံသားမှာနေတိုင်းဒါပဲနော်နိုင်ငံသားမှာနေတဲ့ကောင်တွေငါစောက်တယ်အောင်မကြည့်ရအောင်ကောင်းတဲ့ကောင်လူနာကျင်တာမနာကျင်ဘူးကွာစောက်ဘူးဆိုင်ဘူးကွာရှင်းလို့ရတာနိုင်ငံသားနေတဲ့ကောင်တွေလီးတောင်စောက်တယ်မကြည့်ရအောင်မင်းတို့ကောင်